TikTok တွေမှာရော Facebook တွေမှာရောခေတ်စားနေတဲ့မြန်မာလိုစကားပြောတဲ့ AI ဗီဒီယိုတွေဘယ်လိုလုပ်လဲဘယ်လိုမျိုးနည်းလမ်းနဲ့လုပ်လို့ရလဲဆိုတာတွေမပြောပြသေးခင်မှာ AI ဗီဒီယိုတွေဖန်တီးလို့ရတယ် Google account ပေါ့ Google Pro account လေးရအောင်ဘယ်လိုလုပ်လို့ရလဲနည်းလမ်းလေးကိုအရင်ပြောပြပေးတော့မယ် free ရတဲ့နည်းလမ်းလေးကじゃဒီ John 30အထိဒီနောက်ဆုံးပေါ့နော်ဒီ account လေးကို30မတိုင်ခင်လှုပ်ထားလိုက်မယ်ဆိုရင်15လစာ free ရမှာပေါ့နော်အားကြောင့်မို့လို့ဒီနည်းလမ်းလေးကိုအရင်ဆုံးပြောပြပေးသွားမယ်နော် US location နဲ့ဒီ free account ကို15လသုံးလို့ရတယ်အဲ့ဟာမှာဘာတွေလိုအပ်မလဲဆိုရင် visa card ရဲ့ information လိုမယ်နောက်ပြီးတော့ US address တွေလိုမယ် browser မှာဆိုရင်ဒီ free VPN ဆိုတဲ့ VPN လေးကို extension ထည့်ထားပြီးတော့ကြတော့ချိန်ပြီးသုံးမယ်ပေါ့နော် US location မှာထားပြီးသုံးမယ် Google ရဲ့ payment method တွေပြောင်းမှုရအတွက် location သိဖို့လိုတယ်ပေါ့နော်အဲ location သိဖို့ရအတွက်ဆိုရင်ဒီ my IP address ဆိုတဲ့ website လေးတွေကိုဝင်လိုက်မယ် my IP address ဆိုတဲ့ website ထဲမှာဆိုရင်ကိုဒီ VPN ချိန်ထားတဲ့ location ကိုပြပေးလိမ့်မယ်payment method ကိုချိန်မှုရအတွက်ကိုlink လေးကို comment box မှာချပေးထားပါတယ်နော်အဲ့ link လေးကိုဝင်လိုက်တာနဲ့ဒီအရင်ဆုံး add payment method ကိုနှိပ်လိုက်တဲ့အခါမှာဒီကိုယ့်ရဲ့ visa card information လေးတွေကိုထည့်ရတယ်ပေါ့နော် visa card information လေးတွေထည့်တယ် visa card information မှာဆို CVV number တွေရောနောက်ပြီးတော့သူ့ရဲ့ expire date တွေရောအဲ့ဟာလေးတွေကိုအပြည့်စုံထည့်ပြီးနာမည်နဲ့လည်းထည့်ပြီးတဲ့အခါမှာaddress ထည့်ရတယ်အဲ့ address မှာဆိုရင်ခုနကVPN ချိန်ထားတဲ့ address မှာ IP address ရဲ့ location နဲ့မှာပါတဲ့ဒီ city name တွေ state name တွေကိုအပြည့်စုံဖြည့်ပေးရတယ်ပေါ့နော်အဲ့အပြည့်စုံဖြည့်တဲ့အခါမှာတခုရှိတာက zip code ရှာတာခက်တယ်ပေါ့နော် zip code ရှာတာအတွက်တိတိကျကျသိချင်နေဆိုရင်တော့ဒီ my IP address မှာရှိတဲ့ latitude နဲ့ longitude ကို copy ကူးလိုက်မယ်ကူးပြီးတဲ့အခါမှာGoogle Map မှာသွားပြီးတော့ကြတော့ face လုပ်လိုက်မယ်အဲ့ခါမှာဒီ VPN ချိန်ထားတဲ့ location တွေကအတိအကျရသွားလိမ့်မယ်အဲ့ location နေရာမှာဗာကြည့်လို့ရမလဲဆိုရင်ဒီ street name တွေရှိမယ် street name တွေအပြင်သူ့ရဲ့location မှာကသူတချို့က public building တွေနဲ့ချိတ်ဆက်ပြီးပြထားရရှိတယ်အဲဆိုတော့ကိုယ့်ရဲ့ location လေးကဖြစ်နိုင်ခြေလေးကိုတစ်ချက်ကြည့်ပေါ့နော်တချို့ရုံးနေမှာတွေရဲ့ဒီ zip code တွေသွားထည့်လို့တော့အဆင်မပြေဘူးပေါ့နော်ဒီရှေ့ဆက်လို့ရပြီ address ရဲ့ zip code ရဲ့ထည့်ပြီးသွားပြီးကိုယ့်ရဲ့payment method information အကုန်ပြည့်စုံသွားပြီလို့ဆိုတဲ့အခါမှာဘာထည့်နှိပ်ရမလဲဆိုရင် zip code ကိုထည့်ပြီးတဲ့အခါမှာ save ကိုနှိပ်လိုက်မယ်အဲဆိုတော့ကြတော့ဒီ verification it's you ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်တဲ့အခါမှာဆိုရင်ဖုန်းနံပါတ်ကို message ပို့ပေးတာရှိသလိုGmail ကိုကုတ်နံပါတ်ပို့ပေးတာလည်းရှိတယ်အဲ့ verification ရဲ့အကုတ်နံပါတ်တွေကိုထည့်ပေးလိုက်ပြီးဆိုတာနဲ့ message ပို့ပြီး verification process တွေအကုန်ပြီးသွားပြီဆိုရင်တစ်ချက်ပြန်စစ်ကြည့်အောင်တစ်ချက်ပြန်စစ်ကြည့်တဲ့အခါမှာကိုယ့်ရဲ့ဒီ payment setup မှာဆိုရင် payment method ကပြီးသွားပြီအဲ့ဟာနောက်ထပ်ကိုယ့်ရဲ့ဒီaccount ရဲ့ address ထဲမှာရောချိန်သွားလားဆိုတာပြန်ကြည့်မယ်ချိန်သွားတယ်ဒီနေရာမှာ US location ဖြစ်နေပြီအဲ့လိုဖြစ်ပြီးတဲ့အခါမှာ pro account အတွက်ဝင်ကြည့်မယ်ဆိုရင်ဒီ comment မှာချထားပေးတဲ့ link လေးကနေတစ်ချက်နှိပ်ကြည့်လို့ရတယ်ပေါ့နော် AI account ဝင်မှုရအတွက် Google One.com ကိုသွားပြီးတော့ဝယ်ရတာပေါ့နော်အခုကတော့ free အတွက်ကိုဒီဂျွန်လာကုန်ထိfree account ကိုဝယ်သုံးခွင့်ရှိတယ်ဒီ create လုပ်လိုက်တယ်ဆိုရင်free account သုံးခွင့်ရှိတယ်အဲ့ခါမှာဝင်လိုက်တယ်ဆိုရင်ဒီနေရာမှာ student offer ကိုနှိပ်လိုက်တယ်ဆိုရင်ဒီ account ကိုဝယ်ပြီးသားဖြစ်သွားပြီပေါ့နော်ဒါကတစ်ခေါက်တော့ဒီ student account အနေနဲ့ create လုပ်ထားပြီးသား account ဖြစ်တဲ့အတွက်ကြောင့်မို့လို့ student account မရှိတဲ့ဒီ Google account ပေါ့နော်အဲ account ကနေပြီးတော့ဒီ pro version ကိုဘယ်လိုဝယ်လို့ရလဲဆိုတဲ့ဥစ္စာလေးကိုကြည့်ပြီးပြပေးသွားမယ်နော် student account မရှိဘူးဆိုရင် stamp mail create လုပ်လို့ရတဲ့ website လေးတွေရှိတယ်အဲ့ခါမှာဒီပေါ်ဆုံးဟာကိုဝယ်ဖွင့်လိုက်မယ်ပေါ့နော်သူနည်းနည်းတော့သူ verification လောက်တာလေးတွေစောင့်ရမယ်စောင့်ပြီးတဲ့အခါမှာဒီ account ကို auto generate လုပ်ပြီးမှာပေါ့နော်အဲ့လို generate လုပ်ပြီးတဲ့အခါမှာပါရှိမလဲဆိုရင်ကိုကသူ auto generate လုပ်ပြီးတဲ့ account လေးကြာလိုက်အဲ့ account လေးကိုပဲ copy ကူးပြီးတော့ကြတော့ဟိုဘက်ကဒီ
Google One မှာpage သွားချလိုက်မယ်verify လုပ်ရင်းနဲ့ page သွားချလိုက်မယ်အဲ့လို page ချလိုက်တဲ့အခါမှာဆိုရင်သူကကုတ်ပို့ပေးမှာပေါ့နော်verification ကုတ်လေးပြန်ပို့ပေးမယ်အဲ့ဒါဆိုရင်ဒီ website ထဲမှာပဲပြန်သွားကြည့်ရမှာဒီတက်မေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီ website ထဲမှာပဲသူကmessage လေးရောက်လာမှာပေါ့နော် verify လုပ်ဖို့ရအတွက်ကုတ် number message လေးကြာလာမယ်အဲ့ကုန်းနံပါတ် message လေးကိုကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီအောက်လေးကိုတော့နည်းနည်းဆွဲကြည့်လိုက်ရတယ်။အောက်နည်းနည်းဆွဲကြည့်လိုက်တဲ့အခါမှာ verify your student status ဆိုတော့အဲ့နေရာမှာ verify code လေးကိုချက် verification code လေးရလာပြီ။တခါတည်း submit လုပ်လိုက်မယ်ဆိုရင်ဒီ account မှာeligible ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ်လာတယ် discount ရတယ်ပေါ့နော်။အဲ့ဒီမှာ start trial ဆိုပြီးဆန်သုံးလိုက်မယ်။ဒီလိုမျိုးလုပ်ထားပြီဆိုရင်တော့အရင်ဆုံးဘာလုပ်ပေးဖို့လိုအပ်မလဲဆိုရင်ဒီနောက်နှစ်15လပြည့်သွားတဲ့အခါကျရင်မကုံသွားအောင်ကိုယ့်ရဲ့ကတ်ထဲကနေပတ်စံဖြတ်မသွားအောင် subscription ကိုဖြုတ်ထားဖို့လိုတယ်ဒါမဲ့ဒီနေရာမှာတော့ပထမဆုံး subscribe တော့လုပ်ပေးရတယ် subscribe လုပ်ပေးမယ်လုပ်ပေးပြီးတော့ကြတော့ account ရဲ့ payment နဲ့ subscription ထဲမှာသွားပြီးတော့account ရဲ့ဒီ account ဝယ်ထားတဲ့ဥစ္စာကို unsubscribe လုပ်ပြီးဖို့လိုအပ်မယ်တကယ်လို့မလုပ်ထားဘူးဆိုရင်ဒီ15လပြည့်သွားတဲ့အခါကျရင်ကိုယ့်ရဲ့ကတ်ထဲကနေပြီးတော့ကြတော့$19.99ဖြတ်သွားမှာပေါ့နော်အဲ့လိုမဖြတ်သွားအောင်ကိုယ့်ရဲ့ subscription ကိုအခုကလေးကဖြုတ်ထားခဲ့ဖို့လိုတယ်ပေါ့နော်unsubscription လုပ်တဲ့process လေးကိုလည်းဒီ test နဲ့ပေါ့နော် comment လေးမှာရေးပေးထားတယ်ပေါ့နော်အဲ့ comment လေးကိုကြည့်ပြီးတော့တခါတည်း unsubscription လုပ်ပေးဖို့မမေ့ခင်နဲ့เนาะမရှင်းတာရှိခဲ့ဆိုရင် comment လေးမှာရေးပေးခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်